ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တနိုင်တစ်ပိုင်းကျူပြရဲ့လုပ်ငန်းအကြောင်းပဲဖြစ်ပါတယ်။ကျူပင်များကိုအကွဲလိုက်ဆက်ပြုံးမှုများရှိသလိုဒီပိုင်းတနိုင်လုပ်ငန်းအတွက်ဆိုရင်ချောင်းဆက်တွေမှာအလေးကျပေါက်လေးရှိတဲ့ကျူပင်များကိုရှာဖွေအသုံးပြုလို့ရပါတယ်။အခုကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဒီပိုင်းတနိုင်ကျူပြရဲ့လုပ်ငန်းအကြောင်းပဲဖြစ်တဲ့အတွက်ချောင်းဆက်တွေမှာအလေးကျပေါက်လေးရှိတဲ့ကျူပင်များကိုရှာဖွေပြီးခုတ်ဖို့အတွက်ဆက်လေလဲဆင်သစ်ဖြစ်ပြီးဆိုတော့ကျူရှာထွက်ကြရအောင်။ဆက်လေးနဲ့သွားနေတဲ့ချောင်းတစ်လျှောက်မှာပွင့်နေတဲ့ကျူပင်များကိုတွေ့ရမှာဖြစ်ပါတယ်။ကျူပွင့်နေပြီဆိုရင်ကျူပြရက်လုပ်ဖို့ရန်တင့်တော်တဲ့အနေအထားရောက်ရှိပြီဖြစ်တဲ့အတွက်ကျူခုတ်လို့ရပါပြီ။ကျူပင်ခုတ်လို့ပြီးပြီဆိုရင်တော့ခုတ်ထားတဲ့ကျူပင်များကိုစီးပြီးဆက်လေးကိုတင်ရပါမယ်။ Đây rồi dạ.
ရရှိလာတဲ့ကျူများကိုရဲလုံနိုင်ရင်အတွက်ရခင်ကချမ်းပြီးမောင်းထောင်းရပါတယ်ယခုအခါလမ်းပေါ်မှာလည်းအန်ဒီယမဖြစ်အောင်လမ်းတွေမှာခပ်ပပခင်းပြီးရင်ဖြစ်ကြိတ်ပါတယ်ပုံမှန်တဆင်ရလာတဲ့ကျူများကိုကျူပြရဲလောက်ကြပါတယ်ကျူပြရဲလောက်ခြင်းနဲ့ပတ်သက်ပြီးအခုလိုကြားသိရပါတယ် ဟိုလည်းမလိုက်ဘူးငါရတော့နေတယ် ခုတ်တဲ့အချိန်ကတော့စခုတ်တဲ့အချိန်ကတော့ဒါတစောင်းမွန်းလာလောက်ဆိုစတာပဲ။တောင်မွန်းလာနေပြီးတော့ဒါမိုးကြတဲ့အထိကိုလောက်ကြတယ်ပေါ့။အခုကျွန်တော်တို့ဆိုလို့ရှိရင်ဒါကျူပင်းတွေကိုလိုက်ရှာရတယ်ပေါ့။ချောင်းတွေကူးချောင်းတွေမြောင်းတွေကူးပြီးတော့ရှာရတယ်ပေါ့။ရှာပြီးတော့အဲရှိတဲ့တောထဲမှာခုတ်ပြီးတော့ဆိုတခါအဲကျူတခါတဲချခဏဖူးကိုတဲချပြီးတော့ဆက်လေးငှားပြီးတော့တချို့ကြတော့လည်းဆက်လေးရှိတယ်လေမရှိတဲ့လူကြတော့ကျွန်တော်တို့ကြတော့ငှားရတာပေါ့။ငှားပြီးတော့တဲချတဲ့ချောက်တဲ့သူဒီကိုကဲလာပြီးသွားလဲဆိုဆက်လေးနဲ့ကဲလာပြီးသွားဆိုတခါဒီမှာတင်ပြီးသွားဆိုတခါခွဲရတာပေါ့ခွဲပြီးသွားတယ်ဆိုလို့ရှိရင်ဒါတခါဟိုအခုဆိုရင်တော့ကားကြိတ်ခံတာပေါ့အရင်တော့ဆိုရင်တော့မောင်းထောင်းရတယ်လို့ခေါ်တယ်မောင်းထောင်းပြီးသွားတယ်ဆိုလို့ရှိရင်ဒါအိမ်ကိုပြန်ထမ်းပြီးတော့တခါရက်ဟိုတနေ့ခုတ်တဲ့ဥစ္စာကတော့9စီးနှုံးလောက်တော့ရတယ်သူတို့ရက်တဲ့လူကလည်းဘယ်လိုပြောမလဲဆိုတော့ဆက်ဟိုနင်းပေါ့2ယောက်ဆိုလို့ရှိရင်14ချက်လောက်ပြီးတယ်ပေါ့ရဲလောက်ပြီးကျူရများကိုကြာရှည်ခံပြီးတည်ရလွယ်ကူစေရန်အတွက်နေပူလန်းပေးရပါတယ်ရရှိလာတဲ့ကျူပြများကိုလက်လီလက်ကားရောင်းချလေးရှိပြီးလက်ရှိရဲလောက်ရောင်းချတဲ့ကျူပြဈေးနှုန်းကိုလည်းအခုလိုကြားသိရပါတယ်။ဒါရက်ပြီးသွားလို့ရှိရင်ဒိုင်ကိုပေးလိုက်တယ်။ဒိုင်သူပန်သူယူသွားတာပေါ့။ရောင်းတော့ကတော့ဟိုစားပေါ့ဖောက်တဲ့ပေးတဲ့ဥစ္စာတော့9500ပေးရတယ်။ရောင်းတာကတော့ဘယ်လိုကိုပန်ကိုရောင်းတာတွေပါလေလာဝယ်လို့ရှိရင်6500ရောင်းတယ်။တလောက်ဖြန်းမြကြီးကတော့ဒါမှကျူကွက်ပေါ်မူတည်တာပေါ့အခုနေရာတော့ပေါ်နေတဲ့အချိန်ကတော့နည်းနည်း6သိန်း9သိန်းတော့ရတာပေါ့အခုတင်ဆက်ပေးလိုက်တဲ့အကြောင်းအရာကတော့ဂျပန်တနိုင်ကျူပြရဲလုပ်ငန်းအကြောင်းကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်လာမယ့်ရက်တွေမှာလည်းဘယ်လိုအကြောင်းအရာများတင်ဆက်ပေးဦးမလဲဆိုတာကိုပြောကြရင်ဒီအစီအစဉ်လေးကိုဒီမှာပဲရပ်နာခွင့်ပြုပါခင်ဗျာ။